တိမ်မာမိန်းကလေးတက်ရှင်လောက်ကောင်းပါလားဗျာ လောက်ကောင်းပါလေဦးတို့မြန်မာကလေဒါလည်းဟိန္ဒူယူဆတွေပေါ့နော်ဟိုတိမ်ဆိုတာကိုအရင်ပြင်းပြတဲ့နေရာတစ်ခုလို့သတ်မှတ်လိုက်တယ်ပြင်းပြတဲ့နေရာတစ်ခုသတ်မှတ်တော့တိမ်တက်ကအမျိုးသမီးမဝင်ကောင်းဘူးဆိုတာတို့ခုနကတော့တန်ရှင်းမလို့ကောင်းဘူးလို့ဖြစ်ကုန်တယ်တိမ်ဆိုတာဘာမှမဟုတ်ပါဘူးတန်ဃာတွေကန်ဆောင်တဲ့နယ်နိမိတ်တစ်ခုပဲဘာမှမဖြစ်ဘူးအဲ့တော့တိမ်တက်ကိုဝင်ပြီးတော့တပည့်စီလဲတာကြမ်းတိုက်တာပိုတော်ကုသတော်ပူရပါသေးတယ်နော်လောက်ကောင်းပါလားအမျိုးသမီးတွေဝင်လို့ရပါတယ်ဘာမှမဖြစ်ပါဘူးဒါဆရာတော်ကြီးတွေလည်းအချိန်ချင်းပြောနေကြဘာလို့လဲဆိုတော့ရာဇဂျုံမြို့တစ်မြို့လုံးကိုတိမ်သမုတ်ထားတာလေရာဇဂျုံမြို့တစ်မြို့လုံးဟာအရှင်သာရိပုတ္တရာကိုတော်တိုင်တိမ်သမုတ်ထားတာမဟာပါအဲ့တော့ဒီတိမ်ထဲမှာလူတွေအိမ်ထောင်ပြုတာမွေလုပ်နေကြတာပဲလေကုသီတွေပါအိမ်သားတွေကျွေးနေတူးပြီးတော့စွန့်နေကြတာပဲအကြီးကြီးတွေစွန့်နေကြတာပဲနော်အဲ့တော့တိမ်ဆိုတာကလူတွေဝင်ထွက်သွားတာဘာမှမဆိုင်ပါဘူးတန်ဃာတွေကန်ဆောင်ဖို့နယ်နိမိတ်တစ်ခုသတ်မှတ်လိုက်တာပဲရှိတာပါဘာမှမဖြစ်ပါဘူးတကယ်ကြတော့အခုဒီမြို့ဟာလည်းတိမ်ပဲဒီမြို့ထဲမှာလူတွေနေနေကြတာပဲဒီမြို့ဟာတိမ်ပဲနော်ဟိုကြောက်တိုင်လေး၄တိုင်ဆောက်လိုက်မှတိမ်မဟုတ်ဘူးဒီမြို့လည်းတိမ်ရွာလည်းတိမ်ပဲနော်တိမ်ပဲလူတွေကဟိုကြောက်တိုင်လေးစိုက်လိုက်ပြီးခါမှာအစာအိုးဆောက်လို့မတိမ်လို့ထင်နေကြတာဒီမြို့ဟာဒါတိမ်ပဲတကယ်တော့နော်အဲကြောင့်လူတွေဝင်ထွက်သွားလားအမျိုးသမီးတွေဝင်ထွက်သွားလားရပါတယ်